အာရွန်နဲ့ဝီစကီနှစ်ယောက်စလုံးကအိုက်ရှဝါယာဆိုတဲ့မိန်းကလေးတစ်ယောက်တည်းကိုသဘောကျနေကြတာပေါ့အိုက်ရှဝါယာကိုယ်တိုင်ကတော့ဘသူ့ကိုရွေးချယ်ရမှန်းမသိပဲစိတ်ရှုပ်ထွေးနေခဲ့ပါတယ်ဒါနဲ့သူတို့၃ယောက်စလုံးကဒီနှစ်ဆွန်လွတ်ပြိုင်ပွဲမှာအာရွန်နဲ့ဝီစကီနှစ်ယောက်ကိုပြိုင်ခိုင်းဖို့ဆုံးဖြတ်လိုက်ကြတာပေါ့ပြီးတော့နိုင်တဲ့သူကအိုက်ရှဝါယာနဲ့လက်ထပ်ရမယ်ဆိုပြီးသဘောတူကြတယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ဟာဒီပြိုင်ပွဲကိုနိုင်ဖို့အတွက်ပြင်ဆင်ကြတော့တာပေါ့နေတိုင်းဆွန်လွတ်တာလေ့ကျင့်ကြတယ်နီအလန့်တစ်တွေတင်ယူကြတယ်သူတို့အဖွဲ့ကိုလည်းပို့ပြီးခိုင်မာအောင်လုပ်ကြတယ်နှစ်ယောက်စလုံးရဲ့စိတ်ထဲမှာတော့ဘလို့နီးနဲ့မဆိုအနိုင်ရဖို့ဆိုတဲ့ပန်းတိုင်တစ်ခုလည်းပဲရှိနေခဲ့တယ်နောက်ဆုံးတော့ပြိုင်ပွဲကျင်းပမဲ့နေရောက်လာခဲ့ပါပြီကွင်းထဲမှာလူတွေအများကြီးစီကားနေတာပေါ့အိုက်ရှဝါယာလည်းအဲ့ဒီမှာရောက်ရှိနေပါတယ်ဒါပေမဲ့သူကတော့နောက်ပါဆက်ဖြစ်လာမလဲဆိုတာကိုစိတ်ရှုပ်ထွေးနေတော့မှပဲပြိုင်ပွဲလဲစတင်သွားခဲ့ပါပြီပွဲစဉ်ပေါင်းများစွာကစားကြတာပေါ့တခါတလေအာရွန်ရဲ့အဖွဲ့နိုင်လိုက်တခါတလေဝီစကီရဲ့အဖွဲ့နိုင်လိုက်နဲ့ပေါ့သူတို့နှစ်ယောက်ကြားမှာစုနဲ့နီးလိုပြင်းထန်တဲ့ရှင်ပြိုင်မှုတစ်ခုဖြစ်ပွားနေခဲ့တဲ့ပြိုင်ပွဲကအရန်ပြင်းထန်လွန်းလို့ဘယ်သူမှအလွယ်တကူအလျှော့ပေးဖို့စိတ်မရှိကြဘူးအဲ့ဒီနောက်မှာတော့အာရွန်နဲ့ဝီစကီမျက်နှာချင်းဆိုင်တွေ့ကြမဲ့နောက်ဆုံးအချီကိုရောက်လာခဲ့ပါတော့တယ်နှစ်ယောက်စလုံးကသူတို့ရဲ့အစွမ်းကုန်စူးစမ်းခဲ့ကြတယ်သူတို့ရဲ့ဆွန်တွေကောင်းကင်မှာတစ်ခုနဲ့တစ်ခုတိုက်မိကြတာပေါ့ဒါပေမဲ့ခဏကြာပြင်းထန်တဲ့တိုက်ပွဲအပြီးမှာဆွန်တစင်းကရုတ်တရက်ပြတ်ကျသွားခဲ့တယ်လူတိုင်းရဲ့မျက်လုံးတွေအပေါ်ကိုကြည့်လိုက်တော့အဲ့ဒီဆွန်ကဝီစကီရဲ့ဆွန်ဖြစ်နေတာကိုတွေ့လိုက်ရတယ်ဒီလိုနဲ့အာရွန်ကနိုင်ပြီးဝီစကီကရှုံးသွားခဲ့တာပေါ့ဝီစကီကနည်းနည်းတော့ဝမ်းနေပေမဲ့တငယ်ချင်းတန်ရောစင်ကိုမဖြတ်ဘဲအာရွန်ကိုဖတ်ပြီးသူ့အောင်ပွဲအတွက်ဂုဏ်ပြုပေးခဲ့တယ်အခုတော့အိုက်ရှဝါယာရဲ့ဆုံးဖြတ်ချက်ချဖို့အချိန်ရောက်လာခဲ့ပါပြီနှစ်ယောက်စလုံးကသူမကိုမျှော်လင့်တကြီးနဲ့ကြည့်နေကြတယ်ဒါပေမဲ့အိုက်ရှဝါယာကတော့သူတို့နှစ်ယောက်ထဲကဘသူ့ကိုမှရွေးချယ်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဒီစကားကိုကြားတော့နှစ်ယောက်စလုံးတုံလုံးအံ့အားသင့်သွားခဲ့ကြတယ်အဲ့ဒီတော့မှအိုက်ရှဝါယာကသူတယောက်ကိုရွေးလိုက်မယ်ဆိုရင်သူတို့ရဲ့ခိုင်မာတဲ့တငယ်ချင်းတန်ရောစင်ပြတ်သွားမှာစိုးတယ်လို့ရှင်းပြတယ်သူတို့ရဲ့တငယ်ချင်းတန်ရောစင်ပြတ်တာကိုသူမလိုချင်ဘူးတဲ့ဒါကြောင့်သူတို့၃ယောက်စလုံးအမြဲတမ်းခိုင်မာတဲ့တငယ်ချင်းကောင်းတွေအဖြစ်ဆက်ရှိနေစေချင်တာပါတယ်နောက်ဆုံးတော့အာရွန်နဲ့ဝီစကီလည်းသူမကိုနားလည်သွားခဲ့ကြတယ်ပြီးတော့သူတို့၃ယောက်စလုံးကချစ်ချင်းမေတ္တာထက်တငယ်ချင်းတန်ရောစင်ကိုပို့ပြီးတန်ဖိုးထားပြီးအတူတူအမြဲတမ်းဆက်ရှိနေဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်